ကျေပြလေးနဲ့ထမင်းစားပြီးတဲ့နောက်ဟိုးခဝေးဝေးကြီးကောင်စဝင်စားအတန်လေးမှာပြန်စရာအိမ်မရှိရှာပါဘူးအမေရဲ့ကဘာမြေပေါ်မှာအကုတူပန်းနေဝေပုံကလည်းအဖူးပေါ်အညွန့်တက်လို့တက်မက်စရာပါလားအမေတန်တရားလေးတေးချင်းတွေဟာစီစီပရီကလေးလိုသားမြည်လို့ပေါ့တခါတရံတော့အမေရဲ့သားဘွားဟာမြေငွေ့ပြန်ညလေးတညာဖြစ်ခဲ့ရတယ်သားလေးသူ့ကိုယ်ပိုင်အသီးတွေညွတ်ဤလေးလံနေအောင်ထမ်းပိုးထားရပြီမဲ့ပျော်ရှာတဲ့ကုံထမ်းသမားတလဲပင်လေးကိုအားကြမိတယ်အမေရဲ့လေးတွေထန်နေလီလီသားမှာကြေကွဲရလီလီပါပဲမိုးဥအကြစောမယ်ဆိုတာလေတကယ်တော့လောကဒဏ်တရားပါလားအိတ်စရာမရှိတဲ့ညတွေမှာမိုးတွေတိတ်ရွာတာပဲအမေအမောင်နဲ့ဆူဆွတ်မိုးရီတွေရွှဲရွှဲနစ်လို့တန်တွေတောင်ငုံနေခဲ့ပါပြီအမေဆုံးရှုံးမှုတရွက်တွေမရှုမလားနဲ့ကန်ဆိုးမိုးမောင်တောင်ကုန်းပေါ်မှာသားဘွားရဲ့အစိတ်ပိုင်းတွေတဲ့လားသားညင်းဆန့်နေအမေမသိဘူးလားအမေသားကြပြားစရာလေးအမေရဲ့တကယ်တော့အမေရဲ့ကြပြားစရာဆိုတာဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာအမေရဲ့ဟောဒီကဘာလောကကြီးမှာအမေသားကြပြားစရာဖြစ်လာတာအပြစ်ရှိပါသလားအမေသားရဲ့အချက်မှလေးဟောဒီကဘာကြီးနစ်ခဲ့ရင်တော့စစ်ဖြစ်ဖို့မတေကြတော့ပါဘူးအမေရဲ့အခုတော့တခြားသူတွေမမြင်မိတဲ့အတန်လေးကိုခေါင်းအောင်အိမ်မိလို့အကျဉ်းသာအမဲ့ဆုံးစုလက်ကိုသားရခဲ့ပါတယ်အမေမသိဘူးလားလူတွေရဲ့အပြုံးမှာကုံစည်းနှုံးတွေပါတယ်အမေရဲ့အဲကန်နဲ့အင်ကြီးကောင်းမှဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကိုသားခါတူမုန်းနေအမေရဲ့တခြားသူအတွက်တော့အရာရာဟာလက်တက်ပစ်စာရဲ့ပါသားမှာတော့ယူဇနာတန်းပေါင်းများစွာဝေးကွာလို့သားလေးရီရောထားတဲ့ညရဲ့လို့မရခဲ့ဘူးသားရဲ့ဘိန်းကလေးဟာလေဘလောက်တောင်ပါလှက်နေတယ်လဲဆိုတော့စံချီမြင်လေးတစ်မြင်နင်းမိရင်တော့ဘင်းဟာထပေါက်သွားနိုင်ပါတယ်အမေအလျံကြီးကြီးမီးတော့မီလျံနဲ့နေ့စဉ်ခုံချနေရတဲ့ဘွားခီခမဲ့ညတွေတိတ်ပြီးတိတ်တဲလွန်လှအမေရဲ့လွတ်ကျွတ်ကြီးကန်သွင်းခံရကျွန်တော်ဘလောက်မှားရွေးမိလို့လဲအမေအဆုတ်ကကြက်ခိုးဆွဲမိဖို့ကြောင့်ချောင်းဆိုးလိုက်တိုင်းရင်ကောင်းထဲကမိထတောက်တာမြင်ရအမေရဲ့အတွင်းလူမတယောက်ပါဒါပေမဲ့တစ်သားဘတ်စကားအိုကြီးခိုစီးလို့ကြပြားဆရာမာယာကော့စကီဆိုတဲ့လူလဲပါတယ်လေလူနဲ့သူနဲ့မတူတဲ့လူလို့လူတွေသူတွေအပြောခံရတဲ့သားမိတ်ဆွေပေါ့ဘလောက်တောင်ကြောက်မဲ့ဖွယ်ရာပြိုလဲခဲ့ပါသလဲဘယ်တော့မှတမာတီဝတွေလက်ထဲရောက်မှလဲတဲ့တယောက်ကိုတယောက်မင်းပေါ့မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာတောမဂျိုတွေချောင်းကောဖြစ်သွားဘဝကိုဖြစ်ညစ်ကြည့်လိုက်တော့လိမ်မော်သီးကလေးမှာအချိုရည်ကျန်သေးတယ်။အိုးအသေးနှလုံးထဲမှာပန်းကြီးအရန်ပွင့်တာပဲအမေရဲ့။ကုတ်အင်းကြီးဝစ်ချင်တဲ့စောင်းရသည်ရဲ့မီးလျံကင်းမဲ့တဲ့မီးလင်းဖို့ကြီးရဲ့နှင်းဆက်တွေကိုအသေးခံတောက်ချင်တဲ့မြက်ပင်ကလေးရဲ့လာမင်းကိုပြေးဝါဓာတ်ရိုက်မမြင်ချင်တဲ့အပြုံးရဲ့အနေထိုင်မတက်တဲ့ရေပန်းတိုင်ကလေးရဲ့မိုက်တွင်းနဲ့ကြပြာပေါ်ချစ်ရဲ့မကြာခဏလူလိန်ခံရတဲ့ရှင်ထဲကကျေပြာလေးရဲ့နက်ခတ်မိပျော်ချင်ရှာတဲ့အပျော်လေးရဲ့သားလက်ဖွားထဲမှာကြစ်ပါအောင်စုပ်ထားလို့တစ်ဆက်တုံနေတဲ့သားဘွားလေးရဲ့အမိသားမှာပိုင်ပါတယ်ထမင်းစစ်စားနေတဲ့အမေရဲ့အိမ်နဲ့မှုေးတဲ့အိယာစစ်မှာအိတ်ချင်တယ်ခြေထောက်တွေကိုမီးဖို့အငွေ့ပေးချင်တယ်ဗမာပရာစီတန်တောက်ချင်တယ်ပြီးတော့ဟောဒီလိုအမေမျက်လုံးအယောင်ကိုမွတ်သိပ်ပါတယ်ပေတီလီလွင့်ပြီးပြန်လာတဲ့သားကိုဂယုနာတက်မြဲတက်တဲ့အမေရဲ့အကြည့်လေးအမေရဲ့အမေစိတ်ကံမကတ်တာကြာပြီဖြစ်တဲ့သားတင်းမောလေးအမေရဲ့ကျွန်တော်ရိုးသားခဲ့ပါတယ်အမေဤတို့ပင်ပဲ့တင်ပါလိမ့်မယ်မောင်ချောနွယ်